ပါတယ်ချိုဂျီကသူ့အဖေဘေးမှာငိုနေတဲ့အချိန်အသက်ပြင်းတဲ့ခါခါရှိရမသိသေးပဲဟိုကလည်းစီကိုဖိရဲ့အစွမ်းကြောင့်အမြန်သွားပြီးသတင်းမို့ကိုချိုဂျီကိုပြောပါတယ်အဲ့အချိန်မှာရိုင်းနဲ့ရှူရာတိုကလည်းပြန်လောက်လာပြီးချိုဂျီကိုတတ်ဖို့ပြင်နေရကြောင်းသူ့အဖေရဲ့အလောင်းကိုထားခဲ့ပြီးချိုဂျီကပြေးပါတယ်ခါခါရှိစီမှာလည်းချာကိုရာမကြံတော့တာကြောင့်သူထပ်ပြီးတော့ရင်ချာကိုရာကုန်ပြီးတည်ရမယ်ဆိုတာကိုသိပေမဲ့သတင်းသွားပေးမဲ့ချိုဂျီကိုကာကွယ်ဖို့အတွက်သူ့ရဲ့မန်ဂန်ကိုရှာရင်းငန်းကိုထုတ်လိုက်ပါတယ်ပြီးရင်နောက်လက်ကျန်ချာကိုရာနဲ့ချိုဂျီနောက်ကိုလိုက်နေတဲ့ဒုံးကြီးကိုအာသာဒမန်ရှင်းကိုပို့ပစ်လိုက်ပါတယ်ဖိန်းကလည်းခါခါရှိကထန်လိုပစ်လိုက်တဲ့တန်ချောင်းကိုအယ်လီလန်နဲ့ရှောင်ခွဲတာဖြစ်ကြောင်းရိပ်မိသွားပြီးနောက်ဒီတခါတော့တကယ်မောက်သွားပါတယ်ခါခါရှိကလည်းဒဇက်ဆက်တုံးကြီးနေရင်းမဲ့သူ့ရဲ့နောက်ဆုံးအချိန်မှာအိုဘီတိုနဲ့ရင်းကိုတတိယနေခဲ့ပါတယ်အခုချိန်မှာအိုဘီတိုပြောသလိုသူ့ရဲ့မျက်လုံးကနေတစ်စစ်နာဂန်ကိုကြည့်ဖို့မဖြစ်နိုင်တော့ပဲမင်းတို့လည်းမကာကွယ်နိုင်ခဲ့တာကြောင့်သူ့ကိုခွင့်လုပ်ပေးဖို့သူ့ရဲ့အဖွဲ့သားတွေအားလုံးကိုပြောလိုက်ပြီးမင်းတို့နောက်ကိုလိုက်ခဲ့မယ်လို့ရေရွတ်လိုက်ပါတယ်သွားနေရင်လည်းမီးပုံလေးတစ်ခုပဲမှလူတယောက်ကိုတွေးလိုက်ရပြီးအဲ့ဒါကတိတ်ဆုံးသွားပြီဖြစ်တဲ့သူ့ရဲ့ဖေကိုနိုဟာရဲ့အဆွဲပြဖြစ်နေပါတယ်ဆူနာတွေကလည်းခါဆူယူဟာတစ်စင်ခါခါရှိကရွာအတွက်အသက်ပေးသွားပြီဆိုတာကိုသိလိုက်ရတာကြောင့်ဒေါသထွက်လာပြီးကြောက်တဲ့တချောင်းကိုထိုးခွဲလိုက်ပါတယ်အဲ့အချိန်မှာသတင်းလာပို့တဲ့ချိုဂျီရောက်လာကဖိရဲ့စွမ်းရည်နဲ့ပုံစံအားလုံးကိုပြောပြနေပြီးဆူနာတွေကလည်းခါဆူယူဟာတစ်စင်ဒီအကြောင်းကိုအားလုံးသိအောင်ပြောပြလိုက်ပြီးနောက်ချိုဂျီကသူ့အဖေနဲ့ခါခါရှိတိုက်ပွဲမှာကြာသွားပြီဖြစ်ကြောင်းနဲ့ဒီသတင်းကိုပေးနိုင်ဖို့အနစ်နာခံခဲ့ကြတာဖြစ်ကြောင်းပြောပါတယ်ဆူနာတွေကတော့ချိုစာရဲ့ချာကရာကရှိနေသေးတဲ့အတွက်စေးရုံကိုအမြန်ခေါ်သွားရင်ရနိုင်ကြောင်းပြောလိုက်တာကြောင့်သူ့အဖေအတွက်ချိုဂျီကပြောသွားပါတယ်ခါခါရှိဆက်ဆဲအကြောင်းနဲ့မေးလိုက်တဲ့အချိန်မှာဆူနာတွေကဘာမှမပြောဘဲလှည့်ထွက်သွားခဲ့ပြီးခါခါရှိကတော့တိုက်ပွဲအတွင်းမှာခေါင်းမငုံပဲရှီနိုဘီဆက်ဆန်ကြာဆုံးသွားခဲ့ပြီဖြစ်ပါတယ်